တို့အားလုံးပဲမင်္ဂလာ Touch X channel မှာကြိုဆိုလိုက်ပါတယ် ကြုံပူလာသာလက်ကောင်းရောက်တိုင်းလာသာဝင်ငွေမရသေးခင်ဖုန်းပေးကအရင်ဆုံးဖြတ်သွားတာမျိုးဖုန်းအများကြီးလည်းမဆက် data အများကြီးလည်းမသုံးဒါပေမဲ့ဘာလို့အမြဲလို့ဒီကများနေတာလဲတခါတလေစဉ်းစားကြည့်ဘူးလားကျွန်တော်တို့ရေပတ်စံတွေပြေးကိုသွားပြီးဘာကြောင့်ဖြတ်ခံနေရတာလဲကိုယ်တိုင်းသုံးလို့လားနောက်တစ်ခုကျွန်တော်တို့မသိလိုက်တဲ့ကျင်းငွေတစ်ခုချောင်းလားဗီဒီယိုမှာကျွန်တော်တို့ခင်ဗျားတို့ကိုတခုချင်းရှင်းပြသွားပါမယ်။ဒါကြောင့်ဗီဒီယိုလေးကိုပြည့်စုံကြည့်ပေးလိုက်ပါ။ရှိန်မကြောက်ပဲဗီဒီယိုလေးကိုစားလိုက်ကြရအောင်။သူတို့ကမိုင်ရီကိုရှိနာပေါ့နော်။မိတ်ဆွေတို့ကမသိလိုက်တဲ့ဒီ diet လောက်တဲ့နာမည်ပေါ့နော်။ဝေတာနာမည်ပေါ့နော်။ star 9အဲ့လိုမျိုး star 990h ပေါ့နော်။အဲ့လိုမျိုး diet လုပ်ပြီးတော့မှ unsubscribe လုပ်ထားဖို့တော့မေးသွားပါတယ်။အဲဒါကြောင့်မို့လို့မိသူတို့ကပတ်စံဖြဲတာမျိုးဖြစ်ပါတယ်ပေါ့နော်။ unsubscribe လုပ်ထားရင်ဘယ်တော့မှပတ်စံမဖြဲပါဘူးเนาะ။တစ်ခါဝေးရပါတယ်တစ်ခါ unsubscribe လုပ်ရပါတယ်ဒီက packet ဝေးရင်ပေါ့နော်မိသူတို့ကပွိုင်းရတယ်ပေါ့နော်အဲဒါကြောင့်မို့လို့မိသူတို့ကဝေးပါတယ်တစ်ခါကြတော့အဲ့လိုမျိုးပေါ့နော်မိတ်ဆွေတို့ကဒီတစ်ခါတော့ unsubscribe လုပ်ရပါတယ်မိတ်ဆွေတို့မျက်နှာတိုင်းပဲเนาะဒီလိုမျိုးဝေးပါเนาะမိတ်ဆွေတို့ကပတ်ဆက်မပြတ်ပါဘူးเนาะမိတ်ဆွေတို့ကဒီမှာကြတော့ခွန် unsubscribe ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ unsubscribe လုပ်လိုက်ပါဒီဟာ TV join တာပေါ့เนาะTV ပေါ့เนาะအဲ့ဒါကို join တာနေတိုင်းစီပတ်စံဖြတ်မှာပေါ့เนาะအခုကြတော့နေတိုင်းမဖြတ်ပါဘူး unsubscribe လုပ်ထားရင်ပေါ့เนาะနေစီမဖြတ်ပါဘူးဒီမှာကြတော့တဖြည်းဖြည်းဝဲထားတယ်ဘေးဖြတ်နေတာမိတ်ဆွေတို့ကအဲ့လိုမျိုး message လာလေးပါမယ်เนาะဘေးဖြတ်ရင်ဖုန်းမေးထက်လိုက်တာနဲ့ဘေးဖြတ်ရင်ပေါ့เนาะ message လာလေးမယ်အားရကို unsubscribe လုပ်လိုက်ပါ message လာရင်ပေါ့เนาะဒီလိုမျိုး okay နောက်ထပ် packet ဝေးအောင်ပေါ့เนาะစာနီ9 h ပေါ့เนาะတခါဝေးရပါတယ်တခါ unsubscribe လုပ်ရပါတယ်เนาะမိတ်ဆွေတို့ဒီမှာကြတော့159 channel ပေါ့နော်ဝေးရပါတယ်โอเคဒီမှာကြတော့ဒီတစ်ခါတော့ unsubscribe လုပ်ရပါတယ်မိတ်ဆွေတို့ကအားရကြမို့လို့မိတ်ဆွေတို့ကပတ်စံဖြစ်နေတာပါနော်အမြဲတမ်းကြတော့ unsubscribe လုပ်ပါမဟုတ်ပါဘူးမိတ်ဆွေတို့က line ချသွားရင်ပေါ့နော်ဒီကတည်းကပေါ့ unsubscribe မဖြစ်တဲ့ရင်ပတ်စံဖြစ်ပါတယ်เนาะအဲ့လိုမျိုးmessage ထဲကိုဝင်ကြည့်ပါဘာကိုကြလဲပေါ့နော်စရာ9နီကိုလာလိုမျိုး990လာဝေးထားတဲ့ဥစ္စာပေါ့နော်အဲ့လိုမျိုးဘေးဖြတ်ရင်တခါတော့ဝေးပြလိုက်တာမို့လို့ SMS ကြားလာပါမယ်เนาะမိတ်ဆွေတို့ဒီလိုမျိုး SMS ကြားလာပါမယ်ဘေးထက်ရင်ပတ်စံဖြတ်ရင်ပေါ့နော်အားရကြောင့်မို့လို့မိတ်ဆွေတို့ကဒီမှာရတော့တဖြည်းဖြည်း packet ဝေးပြပါမယ်เนาะမိတ်ဆွေတို့ကလိုမျိုးဝေးပြီးတော့မှနောက်တစ်ခါ subscribe လုပ်ပါအားရသဘောကိုပြောချင်တာပါเนาะမိတ်ဆွေတို့ကဒီလိုမျိုးလှုပ်လိုက်တာနဲ့ဘေးတော့မှမဖြတ်ပါဘူးเนาะမိတ်ဆွေတို့ကနောက်ထပ်ဖြတ်နေတာဆိုရင်မိတ်ဆွေတို့က call center 966ကိုခေါ်ဆိုမြင်နိုင်ပါတယ်เนาะမိတ်ဆွေတို့က okay ဒီမှာရတော့ point အခုကြတော့အလုံး claim လုပ်ပြပါမယ်เนาะမိတ်ဆွေတို့ကိုမှားကြတော့ရနေပြီအလုံးပွိုင်းပေါ့နော်ဒီရဝင်းရင်2000ပွိုင်းရပါတယ်နော်မိုင်ဒီ question တာပေါ့နော်မိတ်ဆွေတို့ကဝေးလိုက်ပါတန်းပါရယ်နော်โอเคဒီမှာရတော့ dial လုပ်ရင် unsubscribe လုပ်ပါနော်မိတ်ဆွေတို့က TV အလုံးကိုနေစဉ်ပတ်စံဖြတ်မှာမို့လို့မိတ်ဆွေတို့ကနော်အလုံးအစင်ပြေကြပါစေလို့ Telegram channel ကို join ထားပေးပါမိတ်ဆွေတို့ကအမြဲတမ်းမတိရမေးပါလာမေးပါเนาะဖုန်းပြဖြတ်တဲ့ကိစ္စကိုနောက်ပြီးတော့ my ID hack Telegram channel မှာလာယူပါနောက်ဗီဒီယိုမှာဆောင်ကြရအောင် bye